Hello, Mian Story. Tomorrow, Lungaria, Salila Yaromeso. A mere lulu, Malucine Setri, Venus Setri, Nonima Lumeso Setri, Polariza, no? Piro, Carlizai. Navalo Disari Luniarale, Tarilolo, Pajoshi Gamale, Nadario Sam Lunano Sure, Sita Chami, Lamjamini Javare, Tasamolo, Tinema Sui. Simagani, Elo Setrigo, Pianemo Tre, Motivation to Pepe Mamlo, a Soti Sachi Pisava, no? Allo Maming Mavashi, and me a Passy, Pocas Cani, Pele to Solai by no? Simagaro, Shunya if you wave your body, a Pamaro, a Sika Pepiatore, Tamaro Lungeri, Pinaine Patai, Sika Kua Pisime, a Jangli Rigo, Pepe Pitameno, Lataloma, a Soya Se Piare, Sacleri. စီထွေးလေးတွေအတွက်လည်းအကူအညီဖြစ်မယ်လို့ထင်ပါတယ်ရှင်။ကဲဒါဆိုရင်ပထမဆုံးအတွက်လူငယ်တွေအတွက် motivation ရလောက်မဲ့ခွက်လေးတစ်ခုကိုအရင်ပြောပြမယ်။ခွက်လေးကတော့လူခွင့်ရေးလှုပ်ရှားသူ Nelson Mandela ပြောခဲ့တဲ့ Education is the most powerful weapon which you can use to change the world. ပညာရေးဆိုတာကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့တင်သုံးနိုင်တဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ဆိုတဲ့စကားပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ motivation ရစီမဲ့စကားအချို့ကိုထပ်ပြီးပြောပြပေးပါအောင်မယ်နော်။ကဲ Mian Story တစ်ချက်လောက်စိတ်ကူးနဲ့တွေ့ကြည့်အောင်။ကျမတို့တွေပညာကိုတခြားလေ့လာလိုက်စားမယ်ဆိုရင်အရင်ကထက်အမြင့်ကျယ်ပြီးအခွင့်အရေးအသစ်တွေရလာမယ်။ကိုယုံကြည်မှုရှိလာမယ်။ကျမတို့ရဲ့ပညာတွေနဲ့ကမ္ဘာကြီးကိုပြောင်းလဲလာနိုင်မယ်ဆိုတဲ့ကောင်းကျိုးတွေရှိရနော်။နောက်ဆုံးချက်ကတော့ကျမတို့လူငယ်အချို့လို့ရှင်တဲ့စိတ်ကူးတစ်ခုဖြစ်မယ်ဆိုတာအမှန်ပါပဲ။ဒါဆိုအချက်၃ချက်ကိုပို့အခြေတဝင်းတွေးကြည့်လို့ရအောင်တစ်ချက်ချင်းပြပြပေးပါမယ်နော်။အမြင့်ကျယ်ပြီးအခွင့်အလမ်းတွေပိုရလာခြင်း Mian Story စာအုပ်စာပေတွေကအသိပညာတွေကကျမတို့ရဲ့အသိပညာတွေမကပဲတွေးခေါ်ပုံကိုပါပြောင်းလဲပေးနိုင်စေရနော်။ကောင်းမွန်စွာတွေးခေါ်နိုင်တဲ့လူတစ်ယောက်ကမိမိပတ်ဝန်းကျင်ကိုအမြင့်ကျယ်ခြင်းနဲ့ကြည့်ရှုတတ်ကြပါတယ်။အကြောင်းအရာတစ်ခုအကြောင်းကိုရှုထောင့်မျိုးမျိုးကနေစီးတက်လာကြတဲ့အခါအရင်ကမမြင်ခဲ့တဲ့ကိုဘိုးဟာအတွက်ခွင့်လန်းတွေကိုလည်းကိုယ်တိုင်ရှာဖွေတတ်မြင်တတ်လာမယ်လို့ဆိုလိုပါတယ်။ကိုယုံကြည်မှုရှိလာခြင်းအရင်ဆုံးဥပမာအနေနဲ့ပြောရမယ်ဆိုရင်အတန်းကိုတက်တဲ့အခါဆရာကစာမေးချိန်မှာကိုကတေချာလိုက်ရှာတင်ယူတာကြောင့်ဆရာမေးတဲ့မိခွန်းတွေကိုယုံကြည်ချက်ရှိရှိဖြေနိုင်ပေမဲ့ကိုကတေချာလိုက်မလို့မိတဲ့အခါကျရင်အဖြေကိုမသိတာမို့လို့အငြိတဲ့အချိန်တွေရှိမှအမှန်ပါပဲ။အဲ့ဒီလိုပဲကိုကဘိုးတုဒ္ဒကျွေးဝနေတဲ့အခါကျရင်ပေပုံဝှရှင်အနေထားမှမဆိုယုံကြည်ချက်ရှိရှိရည်တည်လာနိုင်တဲ့အပြင်စကလုံးလားလားလေးတွေတုံးကသူတစ်ပါးကိုအချက်လက်ချာစီးရုံးနိုင်နေဆိုတာကိုမမိချနဲ့နော်ကဘာကြီးကိုပုံမကောင်းမအောင်ပြောင်းလဲနိုင်ခြင်းရှိလာခြင်းNelson Mandelaကပညာရေးကိုလက်နက်လိုတင်စားခဲ့ပါတယ်ကောင်းမွန်တဲ့တည်ဆောက်မှုပေးတဲ့လက်နက်ပေါ်ပညာတတိယဟာကိုမိသားစုကိုပတ်ဝန်းကျင်နဲ့နောက်ဆုံးမှာတိုင်းပြည်ရဲ့ကံကြမ္မာကိုပါကောင်းမွန်တဲ့ဘက်ကိုဥဆောင်ပြောင်းလဲပေးနိုင်ပါတယ်။တကယ်တော့ပညာရေးဆိုတာတည်ယူနေသမျှကာလပတ်လုံးဘယ်သူမှခိုးယူသွားလို့မရတဲ့အမြဲတမ်းပိုင်ဆိုင်မှုတစ်ခုပါပဲ။စာသင်ရတာပင်ပန်းနေလို့ခံစားရတဲ့အခါတိုင်းတင်ဟာကဘာကြီးကိုပြောင်းလဲဖို့အတွက်အစွမ်းထက်တဲ့လက်နက်ကိုစမ်းသပ်နေတယ်လို့သဘောထားကြည့်ရအောင်။အခုချိန်မှာအပင်ပန်းခံစူးစမ်းမှုကနောက်တစ်ချိန်မှာကောင်းမွန်တဲ့ရလဒ်တွေကိုခံစားရမှာအတေးစားပါပဲဒီပတ်သက် podcast လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိနောက်ထောင်ပေးစားတဲ့သူတွေအားလုံးအမီယာရဲ့ပညာရေးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖြစ်စေမယ့် podcast လေးကိုနောက်ထောင်ပြီးစာလို့ရမှာနောက်ထပ်မပြင်းတော့ဘူးလို့ထင်ပါတယ်နော်ကိုယ့်ရဲ့အနာဂတ်ဆိုတာကိုယ်တိုင်ဖန်တီးရမှာပါနော် Mian Story See you again in next podcast